ဟောဘုံဘုံတို့နိုင်ငံမှာတခါကဖွာဦးစွန်းဆိုတာကြားဘူးလားဟုတ်လားဖွာဦးစွန်းဆိုဘယ်ရွာတော့ဖွာဦးစွန်းကဘယ်ရွာတော့ကြားဘူးတဲ့တော့ဘုံဘုံအံ့ဩသွားတာမင်းတို့ဒေါ်ဦးစွန်းကြားဘူးလားမင်းကုန်းခေါင်းလောင်းကြီးရောက်ဘူးလားမင်းကုန်းခေါင်းလောင်းကြီးရောက်ဘူးတဲ့သူတွေလက်ထောင်ကြီးတန်းပါမင်းကုန်းခေါင်းလောင်းကြီးအိုးမင်းကုန်းခေါင်းလောင်းကြီးဘယ်မှာရှိရတော့စကိုင်းမင်းကုန်းမှာရှိတာဘောကွာနော်ကိုင်းအဲ့တော့နားထောင်မယ်တခါကမန္တလေးပါပိုးကုံတယ်ဆိုတာပိုးကြီးတွေပေါ့ကွာပိုးကြီးရက်ကန်းတွေလှုပ်တဲ့အထဲကုံတယ်ပေါ့တအားချမ်းသာလင်မယားတော့တအားချမ်းသာတယ်သမီးလေးတယောက်မွေးထားတာအဲ့ဒီသမီးလေးကိုငငယ်လေးနဲ့လိမ္မာရင်ကြည့်အောင်သင်ပေးထားတယ်သမီးလေးကမလိမ္မာဘူးလားသမီးလေးကိုတခါတဲ့အထွတ်မြတ်ထားပြီးနာမည်လေးပေးတာဦးစွန်းတဲ့ဘယ်သူတဲ့တော့ဟဲ့ဦးစွန်းတဲ့ဒီကလေးမလေးကိုနာမည်ပေးထားတာအဲ့ကလေးမလေးအရွယ်ရောက်တော့အပြိုပေါ်ဝင်လာအပြိုပေါ်ရောက်လာတဲ့အခါကျတော့မိဘနှစ်ပါးကမရှိမနှောင်းပဲကွယ်လွန်သွားအဲ့ကြောင့်ဒီကလေးမလေးကတခါတဲ့နည်းနည်းတော့အဖေအမေတွေနဲ့အတူတူရင်ပပနေလာတာမိဘနှစ်ပါးမရှိတော့တဲ့ဆိုတဲ့အခါကျတော့နည်းနည်းအားငယ်တာပေါ့စိတ်ထဲမှာလွမ်းတဲ့စိတ်တွေအားငယ်တဲ့စိတ်တွေရှိတယ်ဒါနဲ့တငယ်ချင်းလေးတယောက်နော်ကြောင်းတက်တော့အတူတူတငယ်ချင်းဖြစ်ခဲ့တဲ့အမျိုးသမီးတယောက်အဲ့ဒီတငယ်ချင်းဒီသွားလဲတာသူတငယ်ချင်းကခရစ်ယာန်ရန်ကုန်မှာသွားလဲတဲ့အခါကျတော့အဲ့ဒီရန်ကုန်ကခရစ်ယာန်ကျောင်းတွေကပြင်သစ်ကနေပြီးတော့ဖွင့်ထားတဲ့ဘိုးဘွားရိပ်သာတွေရှိအဲ့ဒီဘိုးဘွားရိပ်သာတွေကိုရောက်သွားတဲ့အခါအသက်ကြီးတဲ့အဖိုးတွေအဖွားတွေပေါ့ကွာဗုဒ္ဓဘာသာအဖိုးတွေအဖွားတွေပေါ့အဲ့တော့သားသမီးတွေကပြစ်ထားတဲ့အခါဒီအဖိုးတွေအဖွားတွေကကျွေးမွေးပြုစုစောင့်ရှောက်မဲ့သူမရှိဘူးစားတရားမရှိဘူးနေတရားမရှိဘူးအဲ့လိုတွေဖြစ်တော့အဲ့ဒီဘိုးဘွားရိပ်တွေကိုသွားကြည့်လိုက်တဲ့အခါဒီကလေးမလေးကစိတ်ထဲမှာခံစားချက်မကောင်းဘာဖြစ်လို့လဲဆိုတော့ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာအဲ့ဒီချိန်ကမြန်မာပြည်ကမပေါ်သေးဘူးလုံးဝမရှိသေးဘူးခရစ်ယာန်တွေဖွင့်လာတဲ့ဘိုးဘွားရိပ်သာရှိနော်အဲ့ဒါနဲ့နောက်ကြတော့အဲ့ဒီဘိုးဘွားရိပ်သာမှာရှိနေတဲ့မြန်မာအဖိုးတွေအဖွားတွေဗုဒ္ဓဘာသာအဖိုးတွေအဖွားတွေတသက်လုံးဖျားသွားကြောင်းတက်ဥပုသ်တရင်စောက်တည်ပြီးတော့သူတော်ကောင်းလို့လုပ်ခဲ့တာဒေဂန်ဒီသားသမီးတွေကပြစ်ထားတာသားသမီးတွေကဘာလုပ်ထားလဲမိဘဆရာသမားတွေကိုဒေဂန်ဒီအသက်ကြီးတဲ့အခါပြစ်ထားဖို့တင့်တော်ပါမလားအဲ့ဒီမသိတော့ဘူးဆိုတာမြန်မာယဉ်ကျေးမှုပါပဲရှိတယ်နော်ဘုံဘုံတို့တောင်ကိုရီးယားရောက်တောင်ကိုရီးယားမှာကြတော့အခုဒီအဖွားတို့အရွယ်အသက်90ကျော်85 80အဲ့လောက်ရွယ်ရောက်ပြီဆိုရင်သားသမီးတွေကပြစ်ထားတော့မိဘတွေကစားတရားနေတရားမရှိတဲ့အခါည2 နာရီ1 နာရီခွဲ2 နာရီအဲ့လောက်ရောက်ပြီဆိုရင်ဒီရေတံဘူးကွန်းလေးတွေကောက်တယ်အချွေဘူးကွန်းလေးတွေကောက်တယ်နော်ဂျက်ထူပုံးလေးတွေကောက်တယ်ပလုံကောက်တယ်ခေါ်တာပေါ့ကွာတောင်ကိုရီးယားဇာတ်ကားတွေမင်းတို့မကြည့်ဘူးလားမင်းတို့ကေပေါ့တို့ဘာတို့ဒါတွေကြည့်ဘူးမှာပေါ့ဟုတ်တယ်မလားအေးအဲ့ဒါဆိုတော့တောင်ကိုရီးယားတအားဖွံ့ဖြိုးတိုးတက်နေတာကိုကဘာကိုချပြတာနော်ကဘာကိုချပြတော့တအားဖွံ့ဖြိုးတိုးတက်နေတာကိုချပြတာဒါပေမဲ့တကယ်တမ်းအတွင်းကြသိတဲ့အခါကျတော့ထင်ကြီးတရားမရှိဘူးအဲ့ဒီည1 နာရီ 2 နာရီလောက်ဖြစ်ပြီဆိုရင်အဲ့ဒီအဖိုးတွေအဖွားတွေပလုံကောက်နေတာသူတို့စားတရားမရှိလို့သားသမီးတွေကပြစ်ထားတယ်ဒါကြောင့်သူတို့နိုင်ငံရဲ့ယဉ်ကျေးမှုမိဘတွေအသက်ကြီးလာပြီးဆရာသမားတွေအသက်ကြီးလာပြီဆိုရင်ပြုစုဆောင်ရှောက်လိုချွေးမဲ့သူမရှိဘူးပြစ်ထားလိုက်တာမြမယဉ်ကျေးမှုနဲ့ကြိုက်လားဗုဒ္ဓရဲ့အဆုံးအမယဉ်ကျေးမှုနဲ့ရောကြိုက်လားမကြိုက်ညီဘူးနော်အဲ့ဆိုတော့ဘုံဘုံတို့ဗုဒ္ဓဘာသာယဉ်ကျေးမှုအဆုံးအမအရအသက်ကြီးလာတဲ့မိဘတွေကိုပြုစုဆောင်ရှောက်တာလှုပ်ကြွေးတာဟာဖရာတစုကိုပြုစုဆောင်ရှောက်နေရတယ်နဲ့အတူတူပဲလို့ဒီလောက်ထိတောင်တန်ဖိုးထားကြ